အရင်ဆုံးတော့ဗာလဲဒီမြေကြီးလောက်ထားတဲ့တူပေါ့နော်မြေကြီးလောက်ထားတဲ့တူဆိုရင်အရင်ဆုံးဂွန်းချောင်းကပေးသွားတယ်ကိုသူရင်ပေးသွားတယ်ပေါ့နော်ပေးသွားပြီးဆိုရင်ပေါ့နော်အရင်ဆုံးကိုတန့်ရှင်လောက်တော့မယ်ဆိုရင်ပေါ့နော်မြေရစ်တွေကဘာဖြစ်လို့နှာခေါင်းပဲဖြစ်မြေရစ်ပဲဖြစ်နှာခမ်းပဲဖြစ်ပေါ့နော်အကောလုံးကတန့်ရှင်လောက်ပေးရတယ်တကယ်မို့တန့်ရှင်မလောက်ပေးဘူးဆိုရင်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီ6ရိုးနေရာကနေအဲ့ဒီအနာတွေဖြစ်သွားပြီးတော့ကိုယ့်ရဲ့ဒီ6ထားတဲ့နေရာတွေကနေအနာဖြစ်ပြီးတော့ဘယ်လိုပြောမလဲပျက်စီးတတ်တယ်ပေါ့နော်မလှတော့ပဲနဲ့ပျက်စီးတတ်တယ်အဲ့ဒီအတွက်ကြောင့်မို့အရင်ဆုံးပေါ့နော်ဘာပဲလောက်တန့်ရှင်လောက်တယ်ဆိုရင်အခုကလေးကြတော့သူတွေကလေးကြတော့လက်ပြောပြတာကလေးကြတော့ပေါ့နော်မြေရစ်ကိုအရင်ဆုံးလက်ပြောပြတာမြေရကလေးကြတော့တန့်ရှင်လောက်မယ်ဆိုရင်ပေါ့နော်အရင်ဆုံးအဖုံးထဲမှာဒီတိုင်းမနှစ်ထဲလိုက်နဲ့ဂွန်းချောင်းကိုနှစ်ထဲလိုက်တယ်ဆိုရင်ပေါ့နော်တချို့တွေကလည်းမတိလို့နှစ်ထဲလိုက်တယ်ဆိုရင်ဂွန်းဒီနမ်ကအထဲထဲမှာပေါ့နော်ဒီဂွန်းစားတွေဝင်သွားပြီးတော့ဘယ်လိုပြောမလဲမကြည်တော့ပဲနဲ့ညစ်ပတ်သွားတတ်တယ်အဲ့ဒီအတွက်ကြောင့်မို့အရင်ဆုံးကိုလိုတလောက်အဖုံးလေးကိုထည့်ပြီးသွားလို့ရှိရင်ဒီအဖုံးနဲ့ဂွန်းချောင်းကိုဆွတ်ပြီးတော့ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့6ရိုးနေရာမှာပေါ့နော်ဒီနေရာမှာတွေတန့်ရှင်လောက်ပြီးဒီနေရာမှာ6ထားတယ်ဆိုရင်ပေါ့နော်ဒီနေရာမှာတွေဖြည်းဖြည်းလေးကိုတန့်ရှင်လောက်ပြီးဒီ6ရိုးနေရာမှာတွေပေါ့နော်သွေးစားတွေပေးမကြန့်စီနဲ့တကယ်မို့သွေးစားကြန့်နေဆိုရင်ပေါ့နော် तू ကအဲ့ဒီသွေးစားကနေအနာဖြစ်ပြီးတော့အဲ့ဒီ6ရိုးတွေကို तू စားသွားတတ်တယ်ပေါ့နော်အနာကတော့ယုံတောင်မကြက်ပဲနဲ့နေမယ်တကယ်မို့ပေါ့နော်ကိုတန့်ရှင်လောက်တာမတိချဘူးဆိုရင်တော့ပေါ့နော်တချို့တွေဆိုရင်နောက်တစ်ခေါက်ပြန်ချုပ်ထိတာတို့တချို့တွေဆိုရင်အဲ့ဒီနေရာကအနာဖြစ်ပြီးတော့ပေါ့နော်6ရိုးကမလှတော့တလိုမျိုးဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်မို့ပေါ့နော်တေချာလေးတန့်ရှင်လောက်ပြီးဒီမှာဒီလိုမျိုးတန့်ရှင်တေချာလေးလောက်ပြီးသွားလို့ရှိရင်ဒီမှာသွေးစားဆင့်သွားပြီးဆိုရင်ပေါ့နော်သွေးစားဆင့်သွားပြီးဆိုရင်နောက်ထပ်ဂွန်းတစ်ချောင်းကိုယူပြီးသွားလို့ရှိရင်ဒီနေရာချက်6လေးပြန်တောက်ပေးလိုက်နော်ချက်6လေးတောက်ပေးပြီးသွားလို့ရှိရင်နောက်ထပ်ဂွန်းတစ်ချောင်းကိုထပ်ယူပြီးသွားလို့ရှိရင်အဲ့ဒီမှာသူတွေကပေးသွားတယ်ပိုးသက်စီညစ်စေဘူးတေးလေးနဲ့ပိုးသက်စီပေးသွားတယ်အဲ့ဒါကိုဒီဂွန်းချောင်းမှာညှစ်ထည့်ပြီးသွားလို့ရှိရင်ဒီ6ရိုးနေရာမှာတေချာလေးလိမ့်ပေးနော်လောက်ပေးရမှာကနှစ်ဖက်လုံးနော်ဒီနေရာမှာတေချာလေးလိမ့်ပေးတန့်ရှင်လောက်ပြီးသွားလို့ရှိရင်ချက်6နဲ့ပြန်တောက်ပြီးသွားလို့ရှိရင်ဒီနေရာမှာဒီ6ရိုးနေရာမှာတွေပေါ့နော်အဲ့ဒီညှစ်စေးရည်နဲ့ပိုးသက်စေးနဲ့ပြန်ပြီးတော့တောက်ပေးเนาะအဲ့ဒါလောက်ပဲစေး